ကမ္ဘာစာမျက်နှာအပေါ်မှာချဲလဲနေကြတဲ့သူတွေထဲကဒေါ်နယ်ထရန့်ပါပြန်ပါပြီ။သူချရင်ကိုချမယ်ဆိုတဲ့အီရန်သမ္မတနဲ့ထရန့်အကြားကအရေးဟာကမ္ဘာတဝန်းအာရုံစိုက်စရာဖြစ်နေပါတယ်။အီရန်နိုင်ငံဟာလူထုဆန္ဒပြပွဲတွေနဲ့အစိုးရကြားရုန်းကန်နေရတာရက်ပေါင်းကြာမြင့်နေပါပြီ။တနိုင်ငံလုံးအတိုင်းအတာအရဆန္ဒပြပွဲဖြစ်နေတာကြောင့်အစိုးရကအင်တာနက်ဖြတ်တောက်ထားပါတယ်။လူပေါင်း2000ကျော်ထိခိုက်ဒဏ်ရာရတဲ့အပြင်3500ကျော်ထိခိုက်ဒေဆုံးပြီးအဖမ်းဆီးခံရတာတွေလည်းရှိနေပါတယ်။အီရန်နိုင်ငံအတွင်းလူထုဆန္ဒပြပွဲများအရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေစဉ်အတွင်းဆန္ဒပြပြည်သူများကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ထံသို့အကူအညီတောင်းခံသည့်ထရန့်ကျွန်ုပ်တို့ကိုကူညီပါဆိုသည့်စာများလူမှုကွန်ရက်နှင့်လမ်းပေါ်ထွက်ဆန္ဒပြပွဲများတွင်ပြန့်နှံ့နေပါတယ်။အီရန်လူ့အဖွဲ့အစည်းကလက်ရှိအုပ်ချုပ်ရေးပုံစံမှလွတ်မြောက်ရန်နိုင်ငံတကာ၏ထောက်ခံမှုကိုမျှော်လင့်နေကြောင်းပြသနေကြတာပါ။ထရန့်အနေနဲ့အီရန်နှင့်ကုန်သွယ်မှုပြုသည့်နိုင်ငံတိုင်းကိုဆက်လက်ကုန်သွယ်နေပါက25%အခွန်တိုးကောက်မယ်လို့ထုတ်ပြန်လာပါတယ်။အတိတ်ကလိုမျိုးပြည်သူတွေကိုစတင်တက်ဖြတ်လာမယ်ဆိုရင်ကျွန်တော်တို့ပါဝင်ပတ်သက်လာမှာဖြစ်တယ်လို့သူတို့အနာကျင်ရဆုံးနေရာကိုအပြင်းထန်တိုက်ခိုက်သွားမှာပါလို့ထရန့်ကသတိပေးခဲ့ပါတယ်။အီရန်အစိုးရကလည်းထရန့်ရဲ့တိုက်ခိုက်မှုပါဝင်မယ်လို့ပြောကြားပြီးနောက်အီရန်လေပိုင်နက်ကိုပိတ်ချလိုက်ပါတယ်။လက်ရှိမှာထရန့်နှင့်အမျိုးသားလုံခြုံရေးအဖွဲ့သည်အီရန်အပေါ်စိုက်ဘာတိုက်ခိုက်မှုဒါမှမဟုတ်အမေရိကန်နှင့်အစ္စရေးတို့၏တိုက်ရိုက်စစ်ရေးအရာတိုက်ခိုက်မှုများအပါအဝင်ဖြစ်နိုင်ခြေရှိသောနည်းလမ်းများကိုပြင်ဆင်နေပါတယ်။အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းဝန်ကရိုလိုင်းလေဗစ်ကလည်းသမ္မတမှလိုအပ်သည်ဟုပြောပါကအမေရိကန်စစ်တပ်၏အင်အားကိုအသုံးပြုရန်ဝန်လေးမည်မဟုတ်ကြောင်းအတည်ပြုခဲ့ပါတယ်။လေဗစ်၏အဆိုအရလွန်ခဲ့သောလအနည်းငယ်ကအီရန်အစိုးရ၏အကြီးမားဆုံးအားကိုးရာဖြစ်သောနျူကလ িয়ার အစီအစဉ်ကိုသမ္မတထရန့်နှင့်အမေရိကန်စစ်တပ်ကအမြင့်ပြတ်ချေမှုန်းနိုင်ခဲ့ပြီဖြစ်၍ယခုအခါအခြေအနေများပြောင်းလဲသွားပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရေနံသဘာဝဓာတ်ငွေကိစ္စများကိုစန့်ကျင်ရန်လုံခြုံရေးတပ်ဖွဲ့ဝင်များစစ်တပ်များကိုအစိုးရဘက်မပါဝင်ရန်အပြင်ထရန့်မှအကူအညီများကိုမျှော်လင့်နေကြောင်းအီရန်အတိုက်အခံခေါင်းဆောင်မှပြောကြားခဲ့ပါတယ်။နောက်ဆုံးရသတင်းများအရအီရန်အားတိုက်ခိုက်ပါကအိမ်နီးချင်းနိုင်ငံများကိုစစ်မီးကူးစက်နိုင်ခြေများလို့အိမ်နီးချင်းနိုင်ငံများကထရန့်ကိုသတိပေးထားပါတယ်။ထရန့်အနေဖြင့်လည်းစစ်ရေးပြင်ဆင်မှုများရပ်တန့်ထားပြီးအခွန်ကိစ္စများစီးပွားရေးပိတ်ဆို့မှုများကိုထရန့်ကပြုလုပ်ထားဆဲဖြစ်ပါတယ်။